ကဲဒါအကျန်းလေးပြီးပါပြီတဘာဝတရားတို့ဖြင့်အားလုံးကတဘာဝတွေเนาะဒါအစ်စ်တွေအေခွန်ဟိုမှာသူ့အပင်ကြီးရဒီမှာအပင်ကြီးအေခွန်အလုံးလေးတွေအေခွန်ရဲ့ဟိုပေါင်းဆက်ဒီပေါင်းဆက်ပေါ့နော်ဒီလိုလေးကျမက home decoration လုပ်လိုက်တယ်တဘာဝပေါ့နော်တဘာဝအတိုင်းလေးကျမnature ကိုကြိုက်တယ် nature ကိုကြိုက်တယ်လာရဲ့လားဒီကြားလေးတစ်ပူရေးပြမယ်အကျန်းလေးဒီတိုင်းလေးထားမှဆိုရင်တော့ပြီးပါပြီပြီးသွားပါပြီဒီလောက်ပဲဒီလောက်နဲ့လည်းအဆင်ပြေတယ်ထပ်ပြီးတော့ပြုပြင်ခြင်းသေးတယ်အလှတွေထပ်ဆင်ခြင်းသေးတယ်ဆိုရင်လည်းရတယ်ပေါ့နော်